တို့ရန်ကုန်မှာတလားကို320ကြာလာကအကုန်ခံပြီးတော့ကလေးတယောက်နိုင်ငံသားဘွဲတစ်ခုရောက်အောင်9000 6000ရင်းနိုင်တဲ့မိသားစုလက်တဆုပ်စာရှိတယ်ဒါပေမဲ့အများစုကကျွန်တော်တို့ဘယ်ရောက်နေလဲဆိုတော့လက်ဖေးဆိုင်တွေမှာဗျရန်ကုန်တက်တဲ့လက်ဖေးဆိုင်ဝင်ကြည့်လိုက်အဲ့ဒီကလေးတွေကြောင်းနေတဲ့ရွယ်ကလေးတွေဇွဲလို့လုံနေရတယ်ဘယ်မိဘမှရွယ်ချက်ကြီးနဲ့နော်ငါသားသမီးကြီးလိုက်တော့အကျော်စရာဖြစ်เสียမယ်ကွာလက်ဖေးဖြော်စရာဖြစ်เสียမယ်ကွာဆိုဘူးမပို့ဘူးဗျဘူးမပို့ဘူးတိတ်လာတယ်အကြောင်းမနေနိုင်ဘူးတောင်းမနေနိုင်ဘူးဆိုတော့ဒီမှာတစ်ချက်ကလေးထပ်ပြီးတော့ပြောအောင်အဲ့ဘာလဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း40ဗျလွန်ခဲ့တဲ့နှစ်ပေါင်း40ကျွန်တော်နဲ့အမှန်ရင်းနှီးတဲ့ကျွန်တော်နဲ့တိတ်ပြီးတော့ချစ်ခင်တဲ့ကြပြဆာမတယောက်ရှိတယ်ဆာမမတ်ဤအဲ့မတ်ဤကသူကရှုမွားမှာကြပြတို့ရေးတယ်ဗျကြပြတို့ရေးတယ်အပန်အက်သွားတဲ့ခေါင်းလောင်လေးနော်တချို့စာသမားတွေဆိုရင်ဖတ်မိတယ်ကလေးတွေကတော့240ဆိုတော့အရမ်းကြာတယ်အဲ့အတန်အက်သွားတော့ခေါင်းလောင်လေးဆိုတာဖတ်ပြီးတော့တနိုင်ငံလုံးမှာဗျာအရန်ကိုဟောက်သွားတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်နော်ကြပြားကဘယ်လိုရေးထားတာလဲဆိုတော့သူကရွာကမူလတန်းကျောင်းလေးတစ်ကျောင်းပါဗျာရွာမူလတန်းကျောင်းလေးတစ်ကျောင်းကျောင်းသားတွေရဲ့အကြောင်းရေးထားတာစချင်းကျွန်တော်တို့ဗီဒီယိုရိုက်တယ်လို့ပေါ့ဗျာမျက်လုံးထဲကိုနည်းနည်းမြင်ကြည့်လိုက်နော်သူကကင်မရာကဘယ်ကိုရောက်တာလဲဆိုတော့ဗျာခပ်ဝေးဝေးကနေပြီးတော့လောင်းရှော့ပေါ့နော်ဆွဲလိုက်တာပန်းအိုးလေးတစ်ခုဗျာပန်းချင်းလေးအဲ့ပန်းချင်းလေးကတခါတွဲနီးလာတော့ကိုစပ်ကျွန်တော်တို့မြင်ရတဲ့အချိန်ကျတော့ပန်းချင်းပြပြတတ်လာဖြစ်အဲ့ဒီပန်းချင်းထဲမှာဘာလဲဆိုတော့တော်ကပုံနေရိပ်စက်ကြာဇီဇဝါပြောချင်တာလမ်းဘေးကပန်းနေဗျာခြံစည်းကပန်းနေအဲ့ပန်းတွေကိုအဲ့ပန်းချင်းတွေကပန်းညာနဲ့ခတ်ဆုပ်ဆုပ်အခါဆုပ်ဆုပ်ကျိန်ချင်းလေးထဲမှာဟိုထိုးတီထိုးထားတယ်ပန်းချင်းလေးအဲ့ပန်းချင်းလေးလည်းတွေ့ရောကျွန်တော်တို့ကကြည့်ရလူကဘာလို့ဒီပန်းချင်းကြီးပြတာလဲတော့ဘာလို့ဒီပန်းချင်းကြီးလဲဆိုအဲ့မှာကင်မရာကိုချလိုက်တဲ့အခါမှာအပစာရန်ပေါ်လာတယ်အဲ့စာရန်ကဘာလဲဆိုတော့သူတို့တငယ်ချင်းအတွက်နော်အမှတ်တရဆိုတော့ဒါအတုပါမှာပန်းချင်းချတယ်နော်အတုပါမှာပန်းချင်းချတဲ့ပန်းချင်းလေးပေါ်လာပြီးတော့မှကင်မရာကိုပြောင်းလိုက်တော့ဘယ်ရောက်သွားလဲဆိုတော့ဗျာအဲ့ဒီကလေးရဲ့အခေါင်းကြီးဘေးမှာလူတွေဝိုင်းနေအဲ့လူတွေဝိုင်းနေတဲ့အထက်ကနေစကားသံတွေထွက်လာတယ်ဆိုတော့အဲ့ဒီကလေးဟာတဲ့လေးတန်းရောက်နေပြီဖက်နှက်မစီးလို့တန်ဆူးပြီးတော့တန်စိတ်တက်ပြီးတော့သေသွားတာအဲ့လိုစကားတွေထွက်လာတော့ပြည်သက်ကတိလိုက်ပြီနော်ဒီကလေးနော်တန်ဆူးပြီးတော့သေသွားပြီဆိုတာတိလိုက်ပြီးတော့မှနောက်ဆုံးဘယ်ဘက်ကိုရောက်သွားလဲဆိုတော့ဆရာမလေးရဲ့မျက်နှာကို close up ပြလိုက်တဲ့အချိန်မှာဆရာမလေးကမျက်ရည်ကြားပြီးတော့အဲ့ဒီသူ့ဒေသတောင်းသားကလေးလေးကိုကြည့်ပြီးတော့မှသူ့စိတ်ထဲကနေပေါ်လာတာပြောပြတာမင်းကျောင်းလာလို့ရှိရင်ဘယ်တော့မှစောက်အောင်မပါခဲတာမပါနော်မင်းအလူငွေကောက်ခံရင်လည်းဘယ်တော့မှပတ်စံမထည့်နိုင်ရဲ့ကောက်နော်မင်းကိုစာမေးလို့ရှိရင်လည်းမင်းဘာမှစာလည်းမေးလို့မရဘူးစာမေးမှကြောက်လို့ဟိုးနောက်ဆုံးတော့မှတန်းနေပြီးတော့နော်မင်းကိုခုံမော်တက်ပြီးတော့ငါမတ်တက်ရက်ပြီးတော့အပြစ်ပေးခံရတယ်မင်းခုတော့မင်းဒီဝစ်တွေကျွတ်သွားပြီပေါ့ကျွတ်သွားပြီပေါ့နောင်တဲ့ဘဝဝယ်ဘဝမှာလည်းဒီလောက်ဆင်းရဲပြီးတော့ဒီလိုဝစ်မျိုးမင်းမခံစားရပါစေနဲ့ဆရာမလေးမျက်ရည်ကြာပင်ကြောင်းပြင်ရရင်မင်းမေ့ထားတဲ့မင်းနောက်ဘဝဒီလောက်ကံမဆိုးပါစေဆရာမလေးမျက်ရည်ပြနောက်တစ်ခွက်ပြောင်းလိုက်တော့မှဘယ်ရောက်သွားလဲဆိုတော့တောင်းနိုင်ဆရာတော်ကြီးတပားကိုအမေလုတ်တဲ့လူကပစ္စည်းကပ်ပြီးတော့တဏ္ဍကုံတင်နေတာဆရာတော်ကြီးရဲ့တဏ္ဍကုံတင်လို့ပြီးသွားတော့အဲ့ဒီဘာကြီးကထအော်လိုက်တဲ့အတန်အဲ့ဒီတန်ကျင့်နေတဲ့ပြသက်နားထဲမှာကြားလာလေအဲ့တန်ကဘာလဲဆိုတော့ကြည်စမ်းမအောင်တော်ကြီးတန်ဆူးလို့များသေရတယ်တော့သူရိုးအားတန်ဆူးတာသေတော့တယ်လို့မယူဆဘူးအဲ့ဒါပြီးတော့မှအဲ့ဒီအခန်းကိုဟိုးရွာနောက်ကတုတ်တန်ကိုယူသွားတဲ့အခန်းကိုပြအဲ့ပြတဲ့အချိန်မှလည်းပဲဆံမာလေးရဲ့မျက်နှာကို cross up ပြတော့ဆံမာလေးဝင်နေပြီးတော့မြေကြီးကြလာအဲ့ဒီမှာတူးထားတဲ့တွင်းထဲကိုအခေါင်းထည့်လိုက်အခေါင်းထည့်ပြီးတဲ့အချိန်မှာနော်တိုက်ပိုးတဲ့ရွာသူရွာသားတွေကခဲလုံးနဲ့ပြည့်မြေတွေဖို့နေတဲ့အချိန်မှာအင်မတန်အောင်မြင်တဲ့အတန်ကြီးတစ်ခုထွက်လာတယ်အဲ့ဒီအတန်ကဘာလဲဆိုတော့ဒီကနေ့ကစပြီးတော့ငါတို့ကြောင်းနဲ့မင်းဘာမှမပတ်သက်တော့မင်းသွားလို့ရသွားနိုင်ဘူးကျောင်းဆိုင်ကြီးအမိန့်ပြန်လာအဲ့အမိန့်ပြန်လာအဆုံးမှာလူတွေရဲ့ရှိုက်တယ်ပြီးတော့မှမြေဖို့ပြီးတော့သူတို့ရွာစီကိုပြန်ကြရွာစီကပြန်မှရှာမလေးကိုလောစပ်ထိုက်ရိုက်ပြတယ်အဲ့ရှာမလေးရဲ့မျက်ရည်တွေကြားထဲကနေပြီးတော့ကြည်စမ်းမနေ့ပြန်ငါကြောင်းတက်ရတော့မယ်မနေ့ပြန်ကြောင်းတက်ရင်ငါမင်းကိုသတိမရပဲဘယ်လိုလုပ်နေမှာလဲငါကခေါ်ခြင်းခေါ်တဲ့အချိန်မှာတော့အကျင့်ပါနေပြီးတော့မင်းနာမည်ကိုကြိုးစားပြီးတော့မနှဲကြော်ပြီးတော့ငါဖတ်ရမှာမင်းနာမည်ကြီးများငါခေါ်မိလို့ရှိရင်
တော်ဒုက္ခရောက်မှာလေသိချင်ကန်းစာအုပ်တွေလာပေးရင်လေငါအတွက်တော့စာအုပ်တော့ညော့နေမှာပဲမင်းအမှားတွေအမြဲဖြေတတ်တဲ့မင်းကိုလည်းငါအမြဲတတိယနေတော့မှာပဲငါခေါင်းလောင်းတန်လှုပ်လိုက်တိုင်းမင်းတို့ចောင်းသားတွေပြမြူចောင်းလာတက်တာငါခေါင်းလောင်းတန်မှာမင်းတို့ပြမြူအိမ်ပြန်သွားကြတာငါခေါင်းလောင်းတန်ဟာမင်းတို့အတွက်အင်မတန်နဝင်ချိုတဲ့ဂီတတစ်ခုလိုဖြစ်နေတဲ့ခေါင်းလောင်းတန်မနေ့ပြန်ကြရင်တော့ငါခေါင်းလောင်းတန်ဟာအပန်အပ်ပြီးတော့မင်းတို့ရဲ့နှလုံးသားကိုနာကျင်စေတော့မှငါသိပါတယ်ရေးတယ်ခင်ဗျအဲ့ဒါနော်အဲ့ဒါလေးကိုတော့ကျွန်တော်ဖတ်ပြမယ်စာအုပ်ရက်ကလည်းဒီမှာစုပ်ပြတယ်ခေါင်းစဉ်ကအတန်အပ်သွားတဲ့ခေါင်းလောင်းကြီးရောင်စုံပန်းချင်းတစ်ခုဇုတ်ထတန်းကျောင်းသူကျောင်းသားများရဲ့ကောင်းမှုအပူအငုံပွင့်ယုံပွင့်ချက်ပွင့်ဖတ်ညိုးလျော်တော်ကစီစွာစက်ကြပုံနေရိပ်တွယ်ချိတ်ကုန်းရှက်မျက်ရည်ဇက်တွေနဲ့သေသွားတဲ့မင်းအတွက်လေးဖဏမဲတဲ့ခြေဝါမေးခိုင်ဖို့စားခြင်းထင်းယူတစ်တာလဲလျောင်းရသွားပဲဦးတော့ကွယ်ဘုန်းကြီးကိုတပားထံဝိထုငွေ9ကျပ်နှံအပ်တရဏဂုံစိကတ်လေမင်းကောင်းရဒုက္ခတိရောက်ပါစေအမေယောကူဖကိုကူအပူမြယူခဲရံမရှိတဲ့သူစာအုပ်မရှိတဲ့သူဘာအလုံငွေမှမထက်နိုင်တဲ့သူအခုတော့မင်းအဲ့ဒီအပူတွေအားလုံးငြိမ့်ပြီပေါ့တက်တာအဖုံးကိုရိုက်ပိတ်ရှာအစိတ်သင့်ရင်နဲ့နေကစိုက်တန်တစ်ချက်တန်စုပြီးများသိတဲ့တော်ကြီးအကျော်တဲ့အမေဗရာမြေလူလေးရဲ့စာသင်ခန်းမှာဖိုးနောက်ဆုံးက900လက်ဟာနေတော့မှာကျောင်းခေါ်ချိန်စရင်မင်းနာမည်ကိုငါကြော်ပြီးဖတ်ရတော့မှာလေ့ကျင့်ခန်းစာအုပ်တော့ငါအတွက်ရော့သွားတော့မှာခုံမမတ်တက်ရရမယ်ပြစ်ဒဏ်မင်းဝိညာဉ်နောင်ဘယ်တော့မှမခံစားရစေနဲ့တော့သင်သွားလို့ရသွားနိုင်ပြီမကြောက်ဝင်နှုတ်ဆွန့်ရှိုက်ငင်ပါစားပြင်ကအထွက်နှောက်ရှက်ဆဲအတန်တွေမနဲ့ပြန်မနဲ့ကြောင်းအတက်မှာဆရာမရဲ့လက်ခေါင်းလောင်းအထိုးခက်ပေလေဒါဆမမတ်ကြီးရဲ့ကြပြပါအဲ့ဒီမှာကျွန်တော်တို့ကဒါကြပြနဲ့ဝတ္ထုရှိရသစာပြဒီထက်ထည့်တာမဟုတ်ဘူးဗျဒီဘက်ထဲကိုထည့်တာနော်မမှားစင်ညာမဟုတ်ဘူးနော်ဘယ်ဘက်ထဲကိုထည့်တာနှလုံးသားထဲထည့်ပေးတာအဲ့တော့အရင်ဆုံးခံစားခိုင်းတာဗျခံစားခိုင်းပြီးတော့မှနောက်တစ်ဆင့်တွေးခိုင်းတာအဲ့တော့ဒီကြပြလေးမှာကျွန်တော်တို့ကအဲ့ဒီမှာမပါတာတွေဗျစဉ်းစားကြည့်အဲ့ဒီရှာမဘာဖြစ်လို့ခေါင်းကောင်းလောက်တာလဲဘာလို့ခေါင်းကောင်းလောက်တော့ရှင်းရှင်းလေးပဲတောင်းကုန်မရှိလို့ပေါ့ကျောင်းဆရာကြီးရဲ့ရှာမရဲ့ပဲရှိတယ်အဲ့ဒီကျောင်းမှာအဲ့ဒီအတွက်သူကကျောင်းတက်ကျောင်းဆင်းခေါင်းလောင်းသူလှုပ်ရတယ်အဲ့ဒီမှာစပြီးကျွန်တော်တွေးရတော့မယ်ဘာလို့အဲ့ဒီခေတ်တုန်းကအဲ့ဒီကျောင်းမို့ဝန်ထမ်းအပြည့်စုံခတ်မပေးတာလဲဘလုတ်တောင်းတယ်ဘာဖြစ်လို့၄တန်းရောက်နေပြီအဲ့ဒီကလေးဘာလို့ဖတ်မစင်းနိုင်တာလဲဘာလို့ဖတ်မစင်းနိုင်လဲဆိုရှင်းရှင်းလေးပဲဆင်းရဲလို့ပေါ့ဖတ်မဝင်နိုင်လို့ပေါ့အဲ့ဒါဆိုရင်သူ့အမေကတန်ဆိုရင်ဘာလို့ဆေးထိုးမပေးတာလဲနှစ်ချက်ဆေးထိုးကဘာမှမသိအောင်ပညာမတတ်လို့နှစ်ချက်ကပတ်စံမရှိဘူးအဲ့တော့ဒီကြပြားလေးထဲမှာတင်ကျွန်တော်တို့ကဘာတွေတွေ့နေလဲခေတ်ကာလရဲ့ဆင်းရဲမွန်းကြမှုလူမှုရေးတွေပညာရေးတွေအကုန်လုံးဒီထဲမှာပါဒါသာစာပေတစ်ခုကကျွန်တော်တို့ပေးတာဒီတက်တဲ့ထုတ်ပေးတာမဟုတ်ဘူးနော်ဒီကနေတစ်ဆင့်ကျွန်တော်တို့တွေးခိုင်းတာတွေးလို့မှခံစားခိုင်းတာဒါလွန်ခဲ့တဲ့နှစ်40ကျွန်တော်ပြောတာလွန်ခဲ့တဲ့နှစ်40တုန်းကမတ်ဤကြပြားတွေက၄တန်းကျောင်းသားဖဏမစီဘူးဗျဒီနေ့၄တန်းကျောင်းသားဘာလုပ်တယ်ကျွန်တော်ပြောပြနော်ပြောပြမယ်ဆိုတာကျွန်တော်သိတာမဟုတ်ဘူးလွန်ခဲ့တဲ့5 လလောက်ကရှာဟင်းလက်နဲ့ကျွန်တော်နဲ့ရန်ကုန်မှာပွဲဆုံနေကျွန်တော်ရှာဟင်းလက်ကစင်မွားပြောပြတာ UNICEF ကနေပြီးတော့ရန်ကုန်နဲ့နီးတဲ့မူလတန်းကျောင်းတွေအင်မတန်ဆင်းရဲတဲ့ရွာလေးတဲ့မူလတန်းကျောင်းတွေပစ္စည်းတွေသွားလှူတဲ့ပစ္စည်းကဘာလဲဆိုတော့ဖဏတင်တဲ့ခုံတွေလှူတာဗျဖဏတင်တဲ့ခုံတွေလှူတယ်လှူပြီးပြန်လာတယ်တလားလောက်လဲကြာလဲကြာကိုဟင်းလက်ကိုစကပြန်ခေါ်သွားပြီးတော့သူတို့လှူတဲ့ခုံတွေကိုအသုံးတဲ့လားမတဲ့ဘူးလားသွားစုံစမ်းမယ်ဆိုသွားတော့ဘယ်ကျောင်းမှအဲ့ဒီကျောင်းကန်းအဝင်မှာချထားမယ်ဖဏစင်မတွေ့ဘူးမတွေ့တော့ဒေါသထွက်ပြီးတော့အလူရှင်တွေကတခါတည်းရုံးကန်းထဲဝင်သွားတယ်ငါတို့သူ့ရဲ့ပစ္စည်းတွေကိုဆရာကြီးတွေဆရာမကြီးတွေသူ့အိမ်တွက်တော်တော့ကောင်းနော်
အသုံးချနေပြီငါတို့ကလေးတွေတွေ့ပေးတော့ဘာလို့အသုံးချရလဲဆိုဒေါ်ရမောင်းနဲ့ဝင်သွားတာရုံးကနေရောက်တော့အဲ့ဖနက်စင်နဲ့ရုံးကနေမှတွေ့ဟာတွေ့နေတာမှာဘယ်လိုပုံစံမျိုးတွေ့ဆိုတော့တချို့ဆရာကြီးကအဲ့ဒီဖနက်စင်ပေါ်မှာဗျာဗုဒ္ဓရုပ်ပွားတော်နဲ့ပန်းဟိုးတွေနဲ့အမဲ तू ကဘာဖြစ်နေလဲဆိုတော့ဘုရားစင်ဖြစ်သွားတယ်နောက်တချို့ဆရာကြီးတွေဆရာမကြီးတွေကြတော့အဲ့မှာစာအုပ်တွေတင်ထားတယ်စာအုပ်စင်ဖြစ်သွားတယ်အဲ့လိုအမျိုးမျိုးတွေ့တော့မှ तू ကွန်ပလိန်းလုပ်တော့နော်ငါတို့ကကလေးဖနက်စင်အတွက်ပေးတာဘာလို့မလို့တခြားမသုံးတာလဲဆိုတော့အဲ့ဒီသူကလည်းကြောင်းနေကပေးတဲ့အဖြစ်တခုတည်းပဲအဲ့ဒီအဖြစ်ရရတော့အဲ့ဒီအလူရှင်တွေကကိုဟင်းလက်ကိုပြောတယ်ခင်ဗျားတို့နိုင်ငံတော့အံ့ဩစရာကောင်းတာပဲကျွန်တော်တို့မှတ်ချက်မကြေးတတ်တော့ဘူးဘယ်လိုရေးရမှန်းမသိဘူးတဲ့တပြင်းကြီးတခွန်းနဲ့ပဲပြောတယ်ဘာပြောလဲဆိုတော့ကျွန်တော်တို့ကျောင်းသူကျောင်းသားတွေဘယ်သူမှဖက်နှက်မစည်းနိုင်ပါဘူးအဲ့တော့ကျွန်တော်ပြောချင်တာအဲ့ဒါလွန်ခဲ့တဲ့5-6လအဲ့တော့မအီရေးခဲ့တဲ့နှစ်40တော့ဖက်နှက်မစည်းတဲ့လေတန်းကျောင်းသားဒီကနေ့ထိရှိကျွန်တော်နိုင်ငံရဲ့ပညာရေးစနစ်ဒါပဲတလောက်ဆိုရင်နော်ကျွန်တော်တို့ဟာအဲ့ဒီကြပြဆရာကြီးရဲ့ဒုတိယအချက်ဖြစ်တဲ့နော်ပညာကိုလွတ်လပ်စွာနော်သင်ယူပိုင်ခွင့်ရှိတယ်ဆိုတာမဟုတ်ဘူးအဲ့ဒီအတွက်ကျွန်တော်မှောင်တယ်